အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ X-Star နဲ့ Drive တွေဖြစ်တဲ့ Hard Drive တွေ USB တွေ Virus မိထားလို့ဖြစ်လာတဲ့နောက်ဆက်တွဲအနေနဲ့ကွန်ပျူတာထဲထိုးလိုက်ရင် Drive ကပေါ်ပြီး Drive ထဲဝင်ကြည့်လိုက်ရင်ဘာဖိုင်မှပေါ်မနေတာကိုဘယ်လိုဖြေရှင်းမလဲဆိုတာပြောပြသွားမှာဖြစ်ပါတယ်ခုလို Drive ထဲရှိတဲ့ file တွေမပေါ်တော့တဲ့ပြဿနာဟာဆိုရင် Shortcut Virus အမျိုးအစားတစ်ခုကြောင့်ဖြစ်တာပါဆက်လိုက်ကြရအောင်ပါအရင်ဦးဆုံး PC သို့မဟုတ် File X Subloader ကိုဖွင့်လိုက်ပါဒီနေရာမှာဆိုရင် C colon နဲ့ D colon ဆိုပြီးအကြမ်းဖျင်းရှိနေမှာဖြစ်တယ်ကိုရဲ့ X-Star နဲ့ Drive ကိုကွန်ပျူတာထဲပို့လိုက်ပါခုဒီမှာဆိုရင် X-Star နဲ့ Drive ကို E colon နဲ့တွေ့နေရပါပြီဒီ Drive မှာဆိုရင် data အများစားမထည့်ထားပါဘူးdata အနည်းငယ်ပဲထည့်ထားတာပါမိတ်ဆွေရဲ့ drive မှာတော့ data တွေများချင်များနိုင်ပါတယ်ဒါပေမဲ့နဲတာများတာကိစ္စမဟုတ်ပါဘူးခုကျွန်တော်ရဲ့ drive ဟာဆိုရင်ထည့်ထားတဲ့ data တွေပြန်မပေါ်တော့ပါဘူးဒီမှာမြင်တဲ့အတိုင်းပါပဲကဲဒါဆိုရင်ဒီပြဿနာကိုဖြေရှင်းဖို့အရင်ဆုံးကို drive ရဲ့ column ကိုမှတ်ထားဖို့အရေးကြီးပါတယ်ခုဒီ drive ဟာဆိုရင် e column ဖြစ်ပါတယ်ပြီးရင်တော့ Windows search box မှာ cmd ဆိုပြီးရိုက်ထည့်လိုက်ပါပြီးရင်ပေါ်လာတဲ့ CND ကို Administrator နဲ့ run ပါ Comment ဖတ်ကြလာပြီဆိုရင် Drive ထဲဝင်ဖို့ E colon လို့ရိုက်ပြီး Enter ကိုနှိပ်ပါဒီမှာဆိုရင် Drive ထဲရောက်ပါပြီအရင်ဦးဆုံး DEA/speaker.lu ကိုရိုက်ပြီး Enter ကိုနှိပ်ပါပြီးရင်တော့ attrib speed minor s minor r minor h slash s slash d star တော့ star ကိုရိုက်ပြီး enter ကိုနှိပ်ပါဒါဆိုရင်တော့ပျောက်နေတဲ့ file တွေပေါ်နေပြီဖြစ်ပါတယ်အတီးပြုဖို့ခုနက drive ထဲဝင်ကြည့်လိုက်ပါဒီမှာဆိုရင်ပျောက်နေတဲ့ file တွေပြန်ပေါ်လာပြီဖြစ်ပါတယ် Press play and learn for every click there's a skill you ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးအဆင်ပြေကြပါစေ Channel ကို subscribe နဲ့ like လုပ်ထားဖို့မမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့